Hello everyone, UK ပဲဖြစ်ပါတယ်ရှင် UK ဒီနေ့မှာတော့ဗောနော် fan လေးတယောက်တောင်းဆိုထားတဲ့ pin tower လေးကိုခုံမြပ်ပေးမှာဖြစ်ပါတယ်ဒီ pin tower ပြီးလို့ဆိုရင် jelly food tower လေးကိုခုံမြပ်ပေးမယ်ပေါ့နော်အဲ့တော့ UK ဒီပေါ့နော် game လေးမစခင်မှာ UK ကို short တဲ့ tower လေးရှိလဲမှန်းကလေးရပါတယ်ဒီ game လေးကိုနောက်ထပ်မစခင်မှာ UK ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးမပေးပါနဲ့ဗောပြီးလို့ဆိုရင်like လေးတယောက်ချက်လဲနှိပ်ပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့ပေါ့နော်ဒီဗီဒီယိုထဲမှာစကားဖြစ်သွားလဲတောင်းမှမှာပေါ့နော်အားလုံးပဲစကြရအောင်ဒါကတော့ပင့်တာလို့လည်းပြောလို့ရတယ်ပေါ့နော်အကုန်လုံးကတော့ပန်းရောင်နေကြည့်ပါပဲအဲ့ဒီကတော့ပင့်တာလို့မှတ်ထားရဲပေါ့နော်စောစေးနဲ့တာဝါလေးရှိမှန်းခဲ့လို့ရပါတယ်လို့ပြောချင်ပါတယ်နောက်တစ်ယောက်ခုံခိုင်းထားတာကျတော့ jelly food tower ပေါ့နော် UK ကအရင်ခုံခိုင်းထားတဲ့လူကိုအရင်ခုံပြတာပေါ့နော်ပြီးလို့စတိုက်ခုံပေးမယ်ပေါ့နော်ဒါကြတော့တယောက်တောင်ဆိုထားလို့ခုံပြရပေါ့နော်ပင့်တာဝါလေးပေါ့နော်ဒါပေမဲ့ဒါကတော့ပင့်တာဝါလို့လည်းပြောလို့ရတယ်ပေါ့နော်နာရတိုတာဝါလို့လည်းပြောလို့ရပါတယ်ဟုတ်လားမသိဘူးနာရတိုဒီလိုပုံစံလေးအဲ့လိုလားမသိ UK အဲ့လိုကားတိတ်မသိရောပေါ့နော်မှားပါရဲ့တတ်မှတ်ပါတယ်မိုက်တယ်ပေါ့နော်ပြီးတော့လို့လည်းလာခုံကြည့်ကြပေါ့နော်တဲပုံလေးနဲ့မိုက်တယ်UK နောက်တစ်ခုပြောချင်တာကပေါ့နော် UK လို့ကျောင်းထဲဖွင့်တော့မှာဆိုတော့ပေါ့နော်နောက်နေ့ကျောင်းစီနောက်နေ့ကျောင်းဖွင့်လို့စီဘယ်နဲ့တက်မှာလဲဆိုတော့လေ UK ပြရောက်ခဲ့ကြပေါ့နော် UK ကတော့မပြောပြပြပါဘူးcomment ရမှာပြောပြမှာပေါ့နော်မိုက်တယ်မကျန်းတော်ဒီကြားလုံးလို့မို့အလုံးလေးလောက်ထားတာပြီးလို့စီ UK ဇာတိုင်းဟိုပါပေါ့နော် jelly food tower လေးစက်ကုန်မြပေးမှာပေါ့နော် please rate ရန်အောင်မြန်နဲ့လိုလေးပါဟိုက3မိနစ်4မိနစ်လောက်တင်ရောက်တယ်ပေါ့နော်5မိနစ်အဲ့လောက်ပေါ့နော်ဒီကအချိန်ကတီးကြတော့မပြောတတ်ပါဘူးရောက်တဲ့ချိန်ဒီမှာပေါ်ရောက်မှာပေါ့နော်အဲ့တော့ဆက်ခုံပါမယ်မိုက်တယ်ပေါ့နော်လာခုံကြည့်ကြပေါ့နော်တောင်းဆိုထားရဲညီမလေးတယောက်ကိုလည်းကျေးဇူးအရင်တင်ပါတယ်လို့ပြောချင်ပါတယ်ခုံခိုင်းထားတဲ့လူတယောက်ချင်းညီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟိုမိုက်တယ်စကင်ကလောက်စရာမလိုဒီမှာ star လေးပြထားတော့အရန်ကိုလွယ်နော်ဝေးဟိုကျဲလေးချစ်စရာလေးပင့်တာလို့လည်းပြောလို့ရတယ်ပေါ့နော်ရမ်းမိုက်တယ်အိုးမိုက်တယ်နော်ဟေးမိုက်တယ်နော်အိုးမိုက်တယ်လာခုံကြီးကြပေါ့နော်ဝေးကျဲလေးနဲ့ရမ်းမိုက်ပါတယ်ဒီကင်းကိုဒီထင်းတဲ့လူကလည်းရမ်းတော်ပါတယ်ပေါ့နော်အရန်ကိုလောက်တတ်တယ်ပေါ့နော်လောက်ထားတဲ့ပုံစံလေးရတယ်မတူအောင်လောက်ထားတယ်ဒါလေးကတော့တူတယ်ပေါ့နော်ပုံစံလေးရလည်းချစ်ဖို့ကောင်းတယ်ပေါ့နော်ဟိုဒါโอเคမှန်တယ်နော်ခုံတဲ့လူတွေတိတ်ရှိရပေါ့နော် UK ဒီအချိန်ကိုရိုက်တာ10နာရီ9မိနစ်ည10နာရီ9မိနစ်မှရိုက်တာဆော့တဲ့လူလည်းရှိသေးတယ်လည်းမအိတ်ကြသေး UK လည်းညဆိုရင် secret မအိတ်ပါဘူးလုံးဝမအိတ်ပါဘူး UK ကညဆိုမအိတ်ဘူးမနက်ဆိုရင်အိတ် okay ဆက်သွားတယ် okay ရပြီအိုးမိုက်တယ်နော်အိုးဒါကချော်တာမတည်โอเคသူကကတ်သွားတာမိုက်တယ်နော် wait 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 5မိနစ်အတွင်းရောက်လောက်တယ်ပေါ့နော်5မိနစ်6မိနစ်ပေါ့နော်ယူကီလည်းချိန်ရတော့တိတ်မပြောတတ်ဘူးပေါ့နော်သိကြတော့နည်းယူကီမြင်မြန်သွားလိုက်မယ်ပေါ့နော်နောက်တစ်ခုလည်းခုံခိုင်းထားတာရှိလို့ယူကီကခုံပြအမှာပေါ့နော်အားကြောင့်မလို့ပါမြင်သွားလိုက်ပါမယ်ပို့နိုင်ပြီပေါ့နော် oh my god မိုက်လိုက်တာအိုးတစ်ကက်ရောင်းမယ်တစ်ကက်ရောင်းမယ်တစ်ကက်ဘယ်လိုရောင်းမှာတော့ရောင်းလို့လည်းမရဘူးတစ်ကက်ရောင်းတဲ့လူလည်းမရှိဘူးဘုံလုံးမရအောင်လားဝေးအိုးမိုက်တယ်အိုးမကြမ်းမြင်းစီနာလဲလို့ရတယ်လားဒီပေါ်တက်လို့ရတာမှန်ပေါ့ဒီလားစုပလာလေးနဲ့အရန်အောင်မိုက်ပါတယ်ပေါ့နော်
ယူကီရဲ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုကြားနေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့ပေါ့နော်အားလုံးပဲ bye bye ပါ